ဟာယုဆိုင်မတ်ဒီနေ့မှာတော့ဝရရှိကဒီ Prometric ID လောက်တာနဲ့ပတ်သက်ပြီးမှမျှဝေပေးသွားပါမယ်နော်အရင်ဆုံးဝရရှိတို့ဒီ Chrome နဲ့ကိုအရင်ဝင်လိုက်မယ်ဝင်လို့ရှိရင်ဒီမှာရိုက်ရှာလိုက်မယ်ပေါ့နော်ဒါ Prometric ID login ဆိုတာလေးနှိပ်မယ်နှိပ်လို့ရှိရင်ကိုက test လေးပေါ့နော်ကိုပါဖြီဆိုတာလဲတကုတဲ့ဆက်မွဲပါဖြီဆိုတာလဲဆိုတာနဲ့ပတ်သက်ပြီးမှအကြည့်အောင်လို့ဒီ test လေးကိုနှိပ်လိုက်မယ်ဝရရှိကတော့ Nokia နော် Nokia ကိုဥပမာအဲ့တော့ဘေးမှာဖြစ်တဲ့အတွက်ကြောင့်ဒါလေးနှိပ်လိုက်မယ်နှိပ်ပြီးသားလို့ရှိရင်ဒီမှာနော်ဒီမှာ login reservation and change ဆိုတာလေးအဲ့ဒါလေးနှိပ်လိုက်နှိပ်ပြီးသားလို့ရှိရင်အဲ့အောက်မှာဒီမှာ change all registration information ဆိုတာလေးရှိတယ်အဲ့နှိပ်လိုက်နော်နှိပ်ပြီးသားလို့ရှိရင်ဒီတိုင်းလေးပေါ်လာမယ်ဆိုရင်ဒါမှာ next ဆိုတာလေးကိုနှိပ်မယ်နော် next ဆိုတာနှိပ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီနော်ID ပေါ့နော် ID ကို login လုပ်မှာပေါ့နော် login လုပ်မယ်မှာသူသွားနေပြီခါလေးစောင့်လိုက်မယ်နော်ခါလေးစောင့်မယ်ခါလေးစောင့်မယ်okay နော်ဆက်ဆက်ဖြစ်သွားပြီဆိုရင် login ဆိုတာလေးနှိပ်လိုက်အောင်မယ်ပြီးသွားပြီဆိုရင်သူကအမှရွေးခိုင်းတယ်ပေါ့နော်အမှဘယ်မှာဖြစ်မှာလဲအင်ဒိုနီးရှားမှာလားတခြားနေရာမှာလားကိုကတခြားနေရာမှာဖြစ်မှာဆိုရင်တခြားနေရာဆိုတဲ့ငါလေးနှိပ်လိုက်မယ်ဒီမှာအင်ဒိုနီးရှားမှာဖြစ်ဆိုမှာလားဆိုတော့ကိုကမဟုတ်တဲ့အဲ့တော့ဒီမှာ ES ဆိုတာလေးနှိပ်လိုက်မယ်နှိပ်ပြီးတော့လို့ရှိရင်ကိုကဒီမှာနောက်ထပ် next ဆိုတာလေးနှိပ်လိုက်မယ်နော်နှိပ်ပြီးတော့ဆိုဒီတိုင်းလေးပေါ်လာမယ်ပေါ်လာပြီးရှင်ဒီအဓိကဒီအခုနောက်ပိုင်းဒီတခုတည်းဆံမဖြစ်ဆိုမဲ့သူတွေကဆိုရင်တော့ဒီက passport လိုရယ်ပေါ့နော် passport လိုတယ်အဓိကဒီ passport ရဲ့ဒီအောက်ကဒီနှစ်ချောင်းလေးကဒါနော်အောက်ကဒီနှစ်ချောင်းလေးကဒါလေးကအတက်ပဲနော်ဒီနှစ်ခုကဒီနှစ်ခုကိုပဲအဓိကဖြည့်ဆိုသွားမှာဖြစ်ပါတယ်နော်ဒီမှာအရင်ဆုံးဒီမှာသူကပြထားတယ်နော်ဒီအပေါ်ကနှစ်ခုကိုရေးရမှာဒီမှာသူဘယ်လိုပြထားလဲဆိုတော့ဒီမှာနော်တစ်လုံးကနေနှလုံးပေါ့နော်ဒီကနန်းတစ်လုံးကနေနှလုံးထည့်ရမယ်ဆိုတော့ဒီအတိုင်းလေးကိုဥပမာပြသွားပေးပါမယ်နော်အဲဆိုရင်ဒီမှာဒီတိုင်းလေးပဲဘာမှမခက်ဘူးနော်ဒါဆိုရင်P less than ပေါ့နော်ဒါကိုဝရရှိမပြတော့ဒါဥပမာတစ်ခုအနေနဲ့ဒါပြထားပေးလိုက်မယ်ဒီတိုင်းလေးပဲတယောက်နဲ့တယောက်ကဒီ passport number တွေလည်းသူ့မှာမဟုတ်လေနော်ဒါဥပမာအတိုင်းလေးပဲထည့်လိုက်ရင်ပဲမခက်ဘူးဒါမှရရှိတော့ PJ ဆိုရင်ဒီမှာနှလုံးဆိုတဲ့ဟာလေးမှာအမ PJ ဆိုတာလေးထည့်လိုက်အောင်မယ် PJ ဆိုတာလေးကိုထည့်လိုက်မယ်ထည့်ပြီးတော့အဲ့နှလုံးဆိုပြီးသွားပြီနော်အဲ့နှလုံးမထည့်ရမယ်လုံးထည့်ပြီးရပြီဒီဘက်မှာကျတော့ဒီမှာ3လုံးနဲ့5လုံးပေါ့နော်3လုံးနဲ့5လုံးဆိုရင်တော့ဒီမှာကိုရီးယားဆိုရင်မြန်မာဆိုတော့ MMR ဆိုတာလေးကိုထည့်လိုက်အောင်မယ်နော် MR ဟာဆိုထည့်ပြီးသားလို့ရှိရင်ဒီအောက်မှာကျတော့ဒီမှာ6လုံးကနေမှ44လုံးထည့်ပါဆိုတော့နောက်ကျန်တဲ့ဟာပေါ့နော်နောက်ကျန်တဲ့ဟာလေးကိုထည့်သွားလိုက်မယ်ဒါဆိုရင်ဒီနောက်ဆက်လွဲကျန်တာလေးဆက်ရေးလိုက်အောင်မယ် GBNT ပြီးသွားဆိုတော့ဒီမှာရှိခံတာအိုးဆိုတာလေးအဲ့ဒါလေးဆက်ရေးပြလိုက်မယ်နော် SH အမရှိခံဟုတ်ပြီရှိခံမှသူကအမဘာလေးပြထားရလဲဒီမှာ less than ပေါ့နော် less than အဲ့ဒီနမူနာအတိုင်းလေးပဲပြပေးလိုက်မယ်နော်ရှိခံပြီးတော့မှတာအိုဆိုတဲ့ဟာလေးပေါ့နော်ရှိခံတာအိုဆိုတာလေးဆက်နေလိုက်မယ်အဲ့ဒီနှိပ်လိုက်မယ်ပြီးတော့အဲ့ဒီထည့်လိုက်မယ်နော်အဲ့ဒါထည့်ပြီးသားဆိုတော့ဒီပေါ်ဟာပြီးသွားပြီနော်ဒါနမူနာပြထားပေးတာဒါကြောင့်ရရှိတော့ PG ဆို PG ပေါ့နော်ဒီတိုင်းလေးပဲရေးလိုက်ရတယ်မှာအဲ့တိုင်းပို့လွယ်အောင်လို့ဒီတိုင်းလေးပဲဒီတိုင်းလေးပဲရိုက်ပြပေးလိုက်မယ်နော် message တွေတော့မှာဆိုအဲ့နှစ်ခုဒါကသူကပါလဲမှာ GBN ဆိုတော့ GBN ပေါ့နော်ဒါတနိုင်ငံနဲ့တနိုင်ငံရဲ့ဒီcountry code တွေကသူမှမဟုတ်ဆိုတော့လေနော်ရရှိတို့မြန်မာဆိုရင် MMR နော်ဒီမှာ GBN ဆိုတော့ GBN ဆိုမှထည့်လိုက်အောင်မယ်နော်သူကစက်လုံးအကြီးတွေနဲ့ကြည့်ပဲနော်ဒီကအပေါ်ပိုင်းဒါပြီးသွားပြီပြီးတော့ဆိုတော့နောက်တစ်ခုဒီနောက်တစ်ခုဆိုတော့အပေါ်ပိုင်းကပြီးသွားရင်နောက်တစ်ခုအဲ့တော့သူကဘယ်လိုရေးထားလဲဆိုတော့ဒီမှာတစ်ခုကနေမှစလုံးနော်ဒီမှာကျစလုံးတစ်လုံးကနေမှ10လုံးထည့်ရမယ်ဆိုတော့ဒီတိုင်းလေးပဲဒီနမူနာအတိုင်းလေးပဲရိုက်ပြပေးလိုက်မယ်နော်မဟုတ်ရင်မျက်စိတွေပါမှဆိုလို့ပါ AB ဆိုမှရိုက်ရှာလိုက်ဝက်မှာနော်အမ1 2 3 4 1 2 3 4 5 6 9 10အမ10လုံးပြည့်သွားပြီနော်10လုံးပြည့်သွားပြီ10လုံးပြည့်သွားဆိုတော့ဒါပြီးသွားအဲ့ဆိုရင်ဒီဘက်မှာလာလိုက်မယ်နော်ဒီဘက်မှာ7လုံးကနေပြီးမှ73လုံးထည့်ရမယ်ဆိုတော့ဒီမှာပါပေးထားအောင်အဲ့ဒီနောက်မှာ
အဲ့နောက်မှာနော် JPN ဆိုတဲ့အသုံးလုံး JPN သုံးလုံးနော်ဒီကဒီမှာလဲဆိုတော့ဒီမှာ JPN 73လုံးဆိုတော့ဒီမှာ3လုံးနေမှာနော်10လုံးဆိုတော့ JPN JPN ရေးတယ်မှာနော်10လုံး17 12 73အဲ့ဆိုရင်အဲ့ပြီးသွားပြီနော်73လုံးထိဒီမှာနော်73လုံးထိဆိုရင်ပြီးသွားပြီနောက်တစ်ခုအဲ့ဒါတော့ပြီးသွားပြီဆိုတော့ဒီအောက်မှာကျတော့ကို14လုံးကနေပေါ့နော်ဒီမှာသူကပြ14လုံးပေါ့နော်နော်14လုံးကနေအလုံး20ထိရေးရမယ်ဆိုတော့ JPN နောက်မှာပါတယ် JPN ရဲ့နောက်မှာဆိုတော့26 1000ပေါ့နော်ဒီ73လုံးထိပြီးသွားပြီဆိုတော့အမ73လုံးထိပြီးသွားပြီနော်73ဆိုတော့အမ14 15 16 19 18 19 20နော်20အမ20ဒီဆိုအဲ့ဒါပြီးသွားပြီနော်ဒီဘက်မှာကျတော့ကိုကယောက်ျားလေးလားမိန်းကလေးလားဆိုမှသူကယူခိုင်းတာပေါ့နော်အဲ့ဆိုတော့ကိုကမိန်းကလေးဆိုရင်ထားလိုက်ပါတော့မိန်းကလေးဒီမှာလည်းယောက်ျားလေးလို့ပေးထားတယ်နော်ကိုဘာဖြစ်အဲ့ဒါရတယ်အဲ့ကမိန်းကလေးဆိုမိန်းကလေးလို့ယူမယ်ယောက်ျားလေးဆိုရင်ယောက်ျားလေးဆိုရင်ယောက်ျားလေးလို့ယူလိုက်မယ်နော်အဲ့ဆိုပြီးသွားပြီနောက်တစ်ခုကကျတော့ဒီမှာပေါ့ဒီမှာဆိုရင်နော်ဒီမှာဆိုရင်အတွက်ကိုယ့်ရဲ့အကုတ်နံပါတ်ပေါ့နော်ဒီမှာအဲ့ဒီရေးမှာအဲ့နောက်ကကျန်တဲ့ဟာနော်ကျန်တဲ့ဟာထည့်ရမယ်21ဆိုတော့21ဆိုတော့22ကနေ28လုံးထိရေးပါတဲ့ဒီမှာပြထားတာဆိုရင်အဲ့ထဲကနော်ဒီနမူနာပြထားတဲ့ကဏ္ဍပုံစံတိုင်းလေးပဲရေးလိုက်မယ်နော်အဲ့ဒါရှိတော့ကြတော့ကို password ရဲ့ပုံစံတိုင်းလေးရေးရမှာနော်အဲ့ဆိုရင်ဒီနောက်မှာကျန်တဲ့ဟာဒီပုံမှန်ဆိုရင်တော့ဒီ password မှာ M လို့ F တော့ပါတယ် M ဆိုတာမေးယောက်ျားလေးပြောတာ F ကမိန်းကလေးကိုပြောတာအဲ့ဒီအနောက်ကကဏ္ဍလေးတွေပဲကိုကထည့်ရေးလိုက်အောင်ပဲ5090နော်110ပေါ့နော်အဲ့ဆိုရင်ပြီးသွားပြီအဲ့ပြီး next ဆိုတာလေးနှိပ်လိုက်အောင်ပဲအဲ့ဆိုပြီးသွားပြီနော်ဒီတိုင်းလေးပဲဒီနမူနာအတိုင်းလေးပဲမလားရှိအလွယ်ကူဆုံးမျှဝေပေးထားတာဖြစ်ပါတယ်နော်ဒါကအင်္ဂလိပ်လို့ဆိုတော့သူက roco ဆိုမှအဲ့လိုမျိုးလေးပြတယ်အဲ့ဒါအဓိက country တော့မဟုတ်ဘူးအဲ့ဒါနော်ဒီဂျပန်လိုပြောင်းမယ်ဆိုတော့မြန်မာဆိုမှပြထားပေးတယ်နော်အဲ့လောက်ပဲဒါဒီ ID update လုပ်တဲ့သူတွေပေါ့နော်ဒါ next ဆိုတာနေလိုက်ရင်ပြီးသွားပြီအမှကိုယ့်ရဲ့အချက်လက်တွေမှန်အမှသူပြလာပေးတယ်အဲ့ဒါက register လုပ်ပြီးသားဖြစ်သွားပါတယ်နော်ဒါပါပဲနော်လွယ်ကူပါတယ်မခက်ပါဘူးနော်အားလုံးပဲအဆင်ပြေကြပါစေရှင်最後まで聞いてありがとうございました。